အားလုံးပဲမင်္ဂလာပါရှင်ဆရာမတော်အကြမ်းမြင့်ဆရာမလေးအောင်မွေဖြစ်ပါတယ်ဒီနေ့ကဘာလာပြောပြတယ်လဲဟေးဆိုရင်ကြာတာပရိသားသမီးများအတွက်၄လပိုင်းဟောစတန်လေးလာရောက်တင်ပေးတာဖြစ်ပါတယ်ဒီထဲမှာဆရာမလေးကလက်ကောင်းကန်ကောင်းစေတဲ့ຢာတရားလေးတွေနဲ့ထက်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စောင်းအောင်နားထောင်ပေးပါဆရာမလေးရဲ့ပို့လေးကိုစောင်းအောင်နားထောင်ပေးပါပြီးရင်အသေးလေးတွေပေး like and share လေးတွေလုပ်သွားပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ရှင်ကြာတာပရိသားသမီးများလေးမှန်တယ်ဟေးဆိုရင်အိမ်နဲ့အိမ်မှာကြာတာပရိသားသမီးရှိတယ်ဟေးဆိုရင်ဆရာမလေးကိုခုတင်ပေးတဲ့ပို့လေးကိုတေချာလေးနားထောင်ပေးပါရှင်ဘာကြောင့်လဲဆိုကြာတာပရိသားသမီးများအတွက်အရန်အရေးကြီးတဲ့အတွက်ကြောင့်မို့လို့ပါကြာတာပရိသားသမီးတွေတီးတဲ့ဒီရက်ပိုင်းလေးထဲမှာဆိုစိတ်ပင်ပန်းလူပင်ပန်းမှုတွေများနေတယ်တဲ့ကိုအမှုလားမဟုတ်ဘူးရှင်သူများအမှုကြောင့်နော်သူများအပူကြောင့်ပူပင်တော့ကတွေများနေတယ်သူများကိုကူညီပေးထားတဲ့ငွေရေးကြေးလေးတွေငါတို့ကဆုံးတော့မှာလားငွေရေးကြေးနဲ့ပတ်သက်ပြီးအလိန်ခံရမှာလားလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးရောငါတို့ကလက်ရှိလုပ်နေတဲ့အလုပ်တွေကအဆင်မပြေဘူးဒီတိုင်းသာဆက်သွားမယ်ဟေးဆိုရင်ငါတို့ကရက်ဆိုင်လိုက်ရမလားပြောင်းရွှေ့လိုက်ရမလားလုပ်ငန်းကိုင်ငန်းထဲမှာရောအဆင်မပြေမှုတွေရှိသလားဆိုတော့လုပ်ငန်းကိုင်ငန်းကအဆင်ပြေတယ်ဒါပေမဲ့ဆက်ရများတဲ့လူတွေကြားထဲကိုတွားရောက်နေတဲ့အတွက်အဲ့ဒီအလုပ်ကနေပြီးတော့မလုပ်ချင်ဘူးထွက်ချင်နေတဲ့စိတ်တွေများနေတယ်ရှင်အဲ့တော့အပြောင်းအရွှေ့လဲတွေ့ပါတယ်အဲ့တော့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအပြောင်းရွှေ့လိုက်ရောဆရာမကြီးအဆင်ပြေလားဆိုတော့ပြေပါတယ်ရှင်ဘာကြောင့်လဲတော့မသိဘူးဒီလေးလပိုင်းထဲမှာအတာစားလို့လားတော့မသိဘူးကြာတာပရိသားသမီးလေးတွေအရန်တွေလက်ပွင့်ကန်ပွင့်နေတာတွေကန်ကောင်းချင်းလေးတွေရရှိမှာတယ်ဆရာမတွေ့ပါတယ်အဲ့တော့ရှင်တို့ရောင်ထောင်ရောင်မားတွေမတွေးပါနဲ့။ဘာကြောင့်လဲဆိုဥပဒံကြောင့်ဥပတ်ရောက်တွက်တဲ့အတွေးတွေအဲ့ဒါလေးတွေကိုလည်းသတိထားရမှာဖြစ်ပါတယ်ရှင်။ကံကောင်းခြင်းလေးတွေများများလိုချင်တယ်။ကိုယ့်ရဲ့ကံဆိုးခြင်းတွေပျောက်ချင်တယ်ဟဲ့ဆိုတော့ဖယားတရားများများလေးလုပ်ပေးပါလို့ပဲဆရာမပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကြာတာပရိသားသမီးတွေကဘယ်လိုပြောမလဲစစ်မှန်တဲ့စေတနာတွေများတယ်စိတ်စေတနာတွေပေါ်များတဲ့အထဲမှာပါတယ်ခွင့်လွှတ်မှုတွေများတယ်ပြောမယ်ဟေ့ဆိုဓမ္မနဲ့ပျော်မွေ့တဲ့နေနံလေးတို့ပြောလို့ရတယ်ကိုယ့်ရဲ့စိတ်တွေအယမ်းပင်ပန်းလာပြီဟေ့ဆိုရင်ဘာတွေလုပ်တယ်လဲသူတို့တွေကတချင်းနားထောင်ရင်နားထောင်မဟုတ်ရင်တရားလေးနားထောင်နေရမှကျင့်တတ်တဲ့လူမျိုးတွေနားဖို့မခံနိုင်ဘူးကြောဘူးဘယ်ခံမဲ့ဆိုတဲ့စိတ်မျိုးလေးတွေရှိတယ်ဒါပေမဲ့သူတို့ကတော့ဒီနေရာလေးကိုမပူနဲ့ဒါတွေမလုံနဲ့ဟိတ်ဆိုပြီးတော့သွားပြီးဆက်ရလောက်တော့လဲမရပြန်ဘူးရှင်သူတို့ကခေါင်းမာတဲ့အကျင့်ကလေးတွေလည်းရှိတယ်လှုပ်ချင်တာလှုပ်ရမှကျင့်တတ်တဲ့အထဲမှာလည်းပါတယ်ဒါပေမဲ့သူတို့တကူတားဆီးလို့မရတာကသူများကိုမကူညီပါနဲ့မချင်းငားပါနဲ့လို့လည်းပြောလို့မရဘူးเนาะအဲ့လိုမျိုးသူတို့တွေကသူများဒုက္ခရောက်နေမြင်လဲမနေနိုင်ဘူးတဲ့သူများကိုယ့်ပေါ်မှာဘလောက်ပဲမကောင်းကောင်းကိုကအမြဲတမ်းကောင်းရမှကျင့်တတ်တယ်သူများတစ်ခါကောင်းရင်ကိုကဆက်ကပြန်ကောင်းရမှကျင့်တတ်တဲ့ကြာတာပရိသားသမီးတွေဖြစ်တယ်ရှင်ဒါကြောင့်မလို့သူများအတွက်နဲ့ရှင်တို့ပို့ပြီးတော့စိတ်ပင်ပန်းရမယ်ပို့ပြီးတော့ပေါ့နော်ဂျေဇူးကမ်းခြင်းတွေခံရတတ်တာမျိုးလေးတွေလေးလပိုင်းထဲမှာကြုံရတတ်တယ်ဒါပေမဲ့ကံကောင်းခြင်းတွေကဘယ်နေရာကံကောင်းလဲဆိုရင်စီးပွားလက်လာပါပစ္စည်းဥစ္စာတိုးပွားမယ်အိမ်ချမ်းနဲ့ပတ်သက်ပြီးဝင်ရင်ဝင်ထွက်ရင်ထွက်နှစ်ခုရှိတယ်ရှင်နော်အဲ့လိုမျိုးအဲ့တော့အိမ်ချမ်းမြေယာနဲ့ပတ်သက်ပြီးအများဆုံးကတော့ဝင်ကိုင်းရှိမယ်ရှင်ပြောမယ်ဆိုအကြီးနဲ့အငယ်လဲတာမျိုးလေးတွေကြုံရတတ်တယ်ရွှေနဲ့ပတ်သက်ပြီးရွှေငွေဝင်တတ်တယ်ဒီနေ့တည်းမှာရွှေငွေနဲ့ပတ်သက်ပြီးဝင်ကိုင်းလေးတွေရှိတယ်သူများကိုချင်းငားထားတဲ့ပတ်စံလေးတွေပေးစရာရှိတာလည်းမပေးရစရာရှိတာလည်းမရဆိုတဲ့အတွက်ကြောင့်မလို့စိတ်တော့ကများနေတယ်ပြောမယ်ဆိုငွေကောင်းကွဲနေတဲ့အထဲမှာများတယ်ရှင်ကြာတာပရိသားသမီးတွေကလက်ထဲမှာငွေမရှိရင်လည်းမနေတတ်ဘူးလင်မရှိလို့နေလို့ရတယ်ငွေမရှိရင်မနေတတ်ကြဘူးအဲ့လိုမျိုးလုပ်ငန်းကိန်းအဆင်မပြေဘူးဆိုရင်လည်းသူတို့ကလုပ်ငန်းကိန်းအဆင်မပြေလက်ထဲမှာငွေမရှိတော့ဘူးဟိတ်ဆိုတာနဲ့ဘိုင်းလဲတတ်တယ်အဲ့လိုမျိုးလက်ထဲမှာငွေရှိရင်တော့သူတို့ကအများအားကျမ်းမာရေးလဲတောင်းတောင်းမြည်နေတဲ့လူမျိုးလေးတွေဖြစ်တယ်ရှင်အဲ့လိုမျိုးတဲ့နော်အဲ့တဲ့အိမ်မှာကြာတာပရိသားသမီးရှိတယ်ဟိတ်ဆိုအဲ့ကြာတာပရိသားသမီးကတအိမ်လုံးကိုသူကြီးပဲတောကတွေအကုန်လုံးယူထားပြီးတော့မရက်တီချင်တဲ့စိတ်ကသူတို့မှာများတယ်ရှင်အဲ့တော့လေးလပိုင်းထဲမှာရှင်တို့ကောင်းခဲ့တဲ့အရာတွေရှင်တို့စစ်မှန်ခဲ့တဲ့စေတနာတွေထားရှိခဲ့တဲ့မေတ္တာတွေနော်သူများကိုကူညီပေးခဲ့တဲ့အရာတွေကစုပုံပြီးတော့ဒီလေးလပိုင်းထဲမှာအရန်တွေကန့်ကောင်းလာဖို့ရှိတယ်ကျမ်းမာရေးတစ်ခုကတော့တတိထားရမယ်ကျမ်းမာရေးကလေနဲ့ပတ်သက်တဲ့ယောဂကြောနဲ့ပတ်သက်တဲ့ယောဂအဲ့လိုမျိုး1 byte နဲ့ပတ်သက်တဲ့ယောဂလေးတွေတော့ကြုံရတတ်တယ်ကြီးမားလားဆိုတော့မဟုတ်ဘူးဖြစ်လိုက်ပြောက်လိုက်ဆိုတဲ့အထဲကိုသွားရောက်တယ်ရှင်အဲ့တော့နိုင်ငံရဲ့အကြောင်းကိုခရီးရှိတယ်ပြောမယ်ဆိုသွားလာလက်ပတ်မဲ့ခရီးလေးတွေရှိတယ်เนาะကောင်းသောခရီးဖြစ်ပါတယ်ပြီးလို့ရှိရင်နိုင်ငံရဲ့အကြောင်းကိုထွက်ခွာမဲ့လူတွေဟိတ်ဆိုရင်လည်းအစပိုင်းမှာစုခက်လုပ်တွေများပေမဲ့နောက်ပိုင်းဆိုရင်ထွက်ခွာရမယ်အကိုင်းရှိတယ်ပညာရည်ချင်းနဲ့ပတ်သက်ပြီးစ조사နေတဲ့ကိုယ့်ရဲ့တိုးတက်ကြောင်းပညာရည်ချင်းလေးတွေသင်ယူနေတဲ့ဟိတ်ဆိုရင်လည်းပဲဒီအချိန်မှာကိုကဟိုးအရင်ကတော့နှိပ်တဲ့အထဲမှာပါလာပြီးတကယ်ကြောက်လို့ရှိရင်လုံးဝထုံးပေါက်ပြီးအဆင်ပြေသွားတာအောင်မြင်သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေကိုကြုံရမှာဖြစ်ပါတယ်ရှင်ကြာတာပရိသတ်သမီးတွေကဇွဲကောင်းတယ်လုံလဝိရိယကောင်းတယ်သူတို့ရှောက်တဲ့လမ်းစဉ်မှာသူများရဲ့မျက်ရည်တစ်စက်မှာမပါစေရဘူးဆိုတဲ့ခံယူချက်ကလေးတွေသူတို့မှာရှိတယ်နော်အစွဲလန်းကြီးတယ်
နော်ဆွဲလန်းကြီးတဲ့ပြီးလို့ရှိရင်လည်းပဲသူတို့စိတ်ညစ်တဲ့စိတ်မပြေမှုတွေများတယ်ဟေးဆိုတော့လေတော်တော်နဲ့ထုတ်ဖို့မပြောတတ်တဲ့အထဲမှာပါတယ်တယောက်တည်းကြိတ်မိတ်ခံစားတတ်တဲ့အထဲမှာပါတယ်အချစ်ရည်နဲ့ပတ်သက်ပြီးတော့လဲပြီးရင်လဲပဲသူတို့တွေကအချစ်ရည်နဲ့ပတ်သက်လာဘယ်တော့ခါမှကံမကောင်းတဲ့အထဲမှာပါတယ်ရှင်ကံမကောင်းဘူးကံကောင်းနေတဲ့အချစ်ရည်ဆိုရင်လည်းကိုကရှေ့ကနေရက်တည်နေရတာပြောမယ်ဟေးဆိုအိမ်တော်ဦးစီးနေရကိုကယူထားရတယ်အဲ့လိုပုံစံမျိုးတွေရှိနေတတ်တယ်အဲ့တော့ဒီအချိန်မှာကိုရင်းနှီးမြုပ်နှံတဲ့အလောက်ကင်လေးတွေနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးတွေနဲ့ပတ်သက်ပြီးလေးလပိုင်းထဲမှာအရန်နေကံကောင်းလာဖို့ရှိပါတယ်ရှင်အဲ့တော့ဒီနေ့ထဲမှာစိတ်ရှင်းကိုရှင်းနဲ့သာကိုယုံကြည်မှုအပြည့်နဲ့သာလှုပ်သွားပါလို့ဆရာမပြောချင်ပါတယ်အကြံဉာဏ်ပေးချင်ပါတယ်အဲ့တော့ရာတရားလေးတွေကရောဘာတွေလှုပ်တင်လဲဆရာမသမီးကကံကောင်းအောင်ကျွန်တော်ကကံကောင်းအောင်ဘာတွေလှုပ်တင်တယ်လဲဆိုရင်ကြာစံကြော်လေးကျွေပကံပြားလေးနဲ့3ခွက်ကိုဖျားမှာလှူမယ်ဖျားတောက်တော်ရီအေးလေး3ခွက်လှူမယ်ဖျောင်းတိုင်3ချောင်းအဖြူအောင်လေးဖျားမှာလှူပေးမယ်ပြီးလို့ရှိရင်ကံကောင်းခြင်းများစွာကိုရရှိရပါလို့အရှင်ဖျားလို့ဆုတောင်းပါဒါဆိုရင်တော့ရှင်တို့ရဲ့အညက်တွေအားလုံးပြပြောက်သွားပါလိုက်မယ်နော်တယောက်ကင်းမောနဲ့ခေါင်းလျှော်ပါကံကောင်းခြင်းလေးတွေရလာအောင်လို့ပါရှင်နော်အဲ့လိုမျိုးလေးတွေရရှိမယ်တဲ့နော်ရှင်တို့ရဲ့လောကဓာတ်ရဲ့ကြမ်းတမ်းမှုတွေနဲ့ရှင်တို့ရဲ့ပိတ်ဆက်မှုတွေကတော့အိုတဲ့အထိကိုပပျောက်သွားမှာမဟုတ်ဘူး။ဘာကြောင့်လဲရှင်တို့စိတ်ကိုနိုင်ကအယမ်းနူးညံ့တဲ့အထဲမှာပါလို့ပါရှင်။သူများကိုကောင်းချင်တယ်သူများကိုကူညီပေးချင်တယ်နော်အဲ့လိုမျိုးအချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ဒီချိန်မှာကိုကမျက်ရည်နဲ့မျက်ခွက်ဆို့တယ်လို့ပဲအိမ်အောင်ရေးကတော့နည်းနည်းတော်မယ်အချစ်ရေးကတော့ကိုကြီးပဲပိတ်ဆက်နေရတဲ့လူမျိုးဖြစ်နေမယ်။အလိုလိုနေရင်လည်းကိုကတယောက်တည်းထီးကြံမှုတွေနဲ့နေရတာမျိုးလေးတွေကြုံရတတ်ပါတယ်။အချစ်ကံကောင်းတဲ့ထဲမှာကြာတာပရိသားသမီးကိုတော့တိတ်မတွေ့ရပါဘူးရှင်ကဲအဲ့တော့ဆရာမလေးဟောသွားတာမှန်တယ်ကိုယ့်ရဲ့ကစားတာကိုဆရာမလေးကဒီထဲမှာ80ရာခိုင်နှုန်းပဲဟောပေးတဲ့အတွက်အသေးစိတ်ကိုစစ်ချင်တယ်အသေးစိတ်ကိုဆရာမနဲ့မေးမြန်းဆက်သွယ်ချင်တယ်ဆို TikTok အကောင့်အောက်မှာ Facebook လေးရှိပါတယ်ဆရာမရဲ့သမီးကကံကောင်းကံပွင့်ချင်တယ်ချဲကံထီကံကောင်းချင်တယ်သူများအတိုက်ခိုက်တွေကောက်ွယ်ချင်တယ်ဈေးရောင်းဈေးဝယ်ကောင်းချင်တယ် lucky ကံတွေပွင့်ချင်တယ်အပြောဆိုအောင်မြင်ချင်တယ်ဟဲ့ဆိုတော့ဆရာမစီမှာဒီလိုအဆောင်လေးတွေနဲ့လာရောက်ပြီးပူဇော်လို့ရပါတယ်ရှင်ယုံကြည်သူများဝင်ရောက်မေးမြန်းနိုင်ပါတယ်ကဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးမိသားစုရဲ့နှွေးထွေးမှုတွေနဲ့နေနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်